အားလုံးပဲမင်္ဂလာပါတွင် Traveling မြန်မာ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မအေးသေးဘူးလားငါအိမ်မှာရိုက်မယ်ငါသိပါမင်းတို့ကြောက်လို့မအေးသေးတာကျွန်တော်ဒီတစ်ခေါက်တင်ဆက်ပေးနေတဲ့ vlog လေးကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့မှာရှိတဲ့စံတော်ရှင်ကြိုက်ထီးရိုးစီရီရောမြတ်ကြီးကိုတွားရောက်လည်ပတ်ခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ်ကဲအားလုံးပဲကျွန်တော်နဲ့အတူပြဖို့ကိစ္စလေးစတင်လိုက်ရအောင်နော် A few moments later Quay ra tú tới đó biểu ý So Tại cái đâu mà vì nó dốc vào rồi nhá à này chưa đâu
လုံးဝပြီးတော့ဒါဇိုးတွေပဲဖြစ်ပါတယ်ကြိုက်တီယိုဖျားတောင်ပေါ်စွတ်ကျဲနဲ့တက်ရဲတက်သီးဆိုတာဒါတော်ရုံတက်သီးတော့မဟုတ်ဘူးဗျ6လမ်းသားတွေရဲ့ဇောက်ပြလိုက်တာပဲဖြစ်ပါတယ်ဇိုးတွေပဲဖြစ်ပါတယ်ဗျာဒီဘာလို့နေကြတန်းတော့စီနေကြတာပါဆိုထိတ်ဆုံးကြည့်လိုက်ထိတ်ဆုံးကြည့်လိုက်ဆက်ဆံပါဇိုးတွေ6လမ်းဇိုးတွေမေးဘူးလားဂုရီဖလန်းမဲလား
A few minutes later. နေခေါ်မလုပ်နေဘူး ရလေမရင်စိတ်မှာ နောက်ကိုကြော်ခဲ့နောက်ကိုကြော်တော့မိုင်းမိုင်းလေးမိုင်းယူငါလည်းပုံသေးမှာဒါတော့သေးဒီမှာမပြရမေးပါပါမဟုတ်ပါပါပဲပါပါပိုက်ပါပါပိုက်ဒိတ်လက်ကားနာဒီနေ့လေခွားကြီးတို့ငယ်တဲ့ကလေးတွေအင်တာဗျူးတွေဒီမှာဘလို့ခံစားပါလားဒီလိုအခက်ခဲနေတွေ့ကြတော့ကိုင်းနေတယ်ဘလို့ခံစားပါရင်တော့ပန်းတော်နေဖြစ်သွားရှင်တော်ဒီနားလေးမှာတမီးလာမဟုတ်တော်သေးတယ်တကယ်အချိန်မပါတဲ့အချိန်မှာစောစီးသီးတာကန်ကောင်းတယ်ပြောအချိန်နဲ့စိနေချိန်တုံးမလဲဘူး ရတယ်ကဲကျိုးနေရမှာစီးရဒါရင်ဒါလာလေဟုတ်လားဟုတ်ကဲ့တွေ့ကြုံ very first time တွေ့ကြုံ ကားလည်းရှိတယ်နဲ့ချောင်းလူမတနဲ့တော့ကိုတီများဖြည်းဖြည်းခီးသွားတယ်အနေရများတယ်နော်သမီးတို့ဖြည်းဖြည်းစီလုံးလုံးအမတ်တရားလေးကျဲတဲ့ဆန်ကအင်းတော့ကျဲတဲ့ဆန်ကပြေးလာတော့အမတ်တရားလေးပါ ဘယ်ခံစားနေရပါလဲ လူကတည်းကတော့ အော်ဒီမနေနဲ့နော် ဖိုးလိုက်နဲ့ ဘယ်မှာကောင်းနာလားဒီမှာလေးမေးရတော့နားတော်တော် ဝိုင်းဖို့တော့ဒီဘက်လာ ဟိုကလည်းကားတော့လည်းကားလမ်းဟုတ်ခုံချတာသမီးလေးအချင်းမနင်းလို့ဆဲသွားပြီသူ့ပြီးတော့မဟုတ်စားတာလေအေးတော့ကွာပြောင်းသွားတယ်အေးပါသားလေးပြောပေးပါလေတော့အာပြတ်တော့ဟဲ့ငါတော့ကပြတ်သွားတော့ဟာ တက်တဲ့ဆန်တော့ဒုကောင်းပြုံးချို့အဲ့ကြောင့်ဖျားကောင်းဖြစ်ဖို့တော့ 我们那人家出来差不多路变了，人家来差出来的。ဦးစော啊အဲ့ဒါဝါလာပြီကိုအဲ့ရှိတက်သွားလေနောက်မှချောင်းသွားတယ် ဘယ်မှာသားပြန်ထားသွားနေလဲ 我那我这个跟那个飞飞溜。 မဆလာတယ်လေဆိုင်လာတော့ရတာပြတယ်နေရာပြတယ်炒的是不是？啥了扒了？那么把炒了嘞。 က
မလားထည့်တယ်ဟုတ်တယ်ဗျာတူးတယ်ဗျာတူးတယ်ဗျာတူးတယ်ဗျာ